တရားခံဖြစ်သူဟာကျေးစားလူသက်သမားတသက်တာဖြစ်ကြောင်းထွက်ပေါ်ဒီနေ့မှာတော့ကျမတို့ရန်ကုန်မြို့ရဲ့ရာဇဝတ်မှုသမိုင်းမှာထူးခြားပြီးအငင်းပွားစရာအကောင်းဆုံးဖြစ်ရပ်တစ်ခုကိုပြောပြပေးသွားပါမယ်။အဲ့ဒါကတော့32လမ်းလူသက်မှုပါပဲ။အစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်တွေကဒါကိုလူငယ်တဦးရဲ့စိတ်တစအမှုဖြစ်ပုံဖော်ခဲ့ပေမဲ့မှုခင်းကျွမ်းကျင်သူတွေနဲ့သတင်းသမားတွေရဲ့စစ်ဆေးမှုတွေအရဒီအမှုနောက်ွယ်မှာပိုပြီးကြီးမားတယ်ပိုပြီးဆိုးရွားတဲ့ကွန်ရက်တစ်ခုလှုပ်ရှားနေတာများလားဆိုတဲ့မေးခွန်းတွေခပ်ပေါ်လာခဲ့ပါတယ်။2025ခုနှစ်အောက်တိုဘာလမှာဖြစ်ပွားခဲ့တဲ့ဒီအမှုမှာတရားခံအောင်ခန့်ကျော်စင်ရဲ့လုပ်ရဟာပါမန်ဒေါသကြောင့်ဖြစ်ခဲ့တဲ့လူသက်မှုဟုတ်ခဲ့ပါဘူး။သူဟာတားအောင်ကိုတက်ပြီးတဲ့နောက်ခန္ဓာကိုယ်ကိုစနစ်တကျပိုင်းဖြတ်ခဲ့ကကိုရင်းကလီစာကိုထုတ်ယူခဲ့တယ်လို့ဆိုပါတယ်။ဒီနေရာမှာမေးခွန်းထုတ်စရာပထမအချက်ပေါ်လာပါတယ်။ခန္ဓာဗေဒဆိုင်ရာကျွမ်းကျင်မှုပါပဲ။လူခန္ဓာကိုယ်ကိုညီညာစွာခွဲစိတ်ပြီးကိုရင်းအင်္ဂါတွေကိုပျက်စီးမှုမရှိဘဲထုတ်ယူနိုင်မှုဆိုတာရိုးရိုးဝါသနာရှင်တအိုးလုံးနိုင်တဲ့အလုပ်မဟုတ်ပါဘူး။ဆရာဝန်ဒါမှမဟုတ်ခွဲစိတ်မှုသင်တန်းတက်ထားတဲ့သူမှလုပ်နိုင်မဲ့အလုပ်ပါ။နောက်ပြီးတော့သူကမိဖို့ကြောင့်သုံးထားပဲသုံးခဲ့တယ်တဲ့။တာမန်ဓာတ်နဲ့အယိုးတွေအစ်စ်တွေကိုညီညာအောင်ဖြတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။တိကျတဲ့နေရာတွေကိုတိမှဘယ်သွေးကြောကိုအရင်ပိတ်ရမယ်ဘယ်အယိုးအစ်စ်ကနေခွာရမယ်ဆိုတာတိမှသာအင်္ဂါတွေမပြတ်စည်းပဲအောင်မြင်မှာမဟုတ်ရင်သွေးတွေပန်းထွက်ပြီးဗျမ်းပဓာတွေဖြစ်သွားမှာပါတရားခံရဲ့အသက်နဲ့ပညာရေးနောက်ခံကိုကြည့်ရင်ဒါဟာသူ့ရဲ့ကိုယ်ပိုင်ဉာဏ်ရည်နဲ့လုံနိုင်တဲ့အလုပ်မဟုတ်ဘူးဆိုတာပို့ပြီးတော့သေချာစေပါတယ်ဒါကြောင့်ဒီကောင်လေးရဲ့နောက်ွယ်မှာသူ့ကိုအဝေးကနေညွှန်ကြားပေးနေတဲ့ခွဲစိတ်ဆရာဝန်လိုလူဒါမှမဟုတ်ကိုရင်းအင်္ဂါထုတ်တာကိုကျွမ်းကျင်နေတဲ့လူတစ်ယောက်ယောက်ပါနေပြီဆိုတာထင်ရှားနေတာပါသူတစ်ယောက်တည်းလုံနိုင်တဲ့အလုပ်လုံးဝမဟုတ်ပါဘူးဒါနဲ့မကသေးပါဘူးဒုတိယတန်တရားကသွေးတွေကိုဘလို့ဖောက်ဖျက်ခဲ့လဲဆိုတာပါပဲခန္ဓာကိုယ်ရဲ့ကသွေး4.5လီတာလောက်ထွက်တာကိုဟိုတယ်အခန်းငယ်လေးထဲမှာဘလို့များလုံးဝအရှင်းဖြောင်းနိုင်ခဲ့တာလဲဆိုတာစဉ်းစားစရာပါအလောင်းကိုဟိုတယ်ရဲ့ရေချိုးကနဲ့အထိရွှေ့ပြောင်းပြီးခွဲစိတ်ခဲ့တဲ့ဆိုရင်တော့သွေးတွေဟာအခန်းပတ်ဝန်းကျင်ကျမ်းမြေအကွဲကြောင်းနဲ့ရေနုံမြောင်းတွေမှာကြန့်ရှိနေပါသိကြပါတယ်တရားခံကကြွေကြီးချွတ်ဆေးကိုတုံးပြီးတန်ရှင်းရေးလုပ်တယ်လို့ထွက်ဆိုခဲ့ပေမယ့်ဒီဆေးဟာသွေးရဲ့အနက်နဲ့အရာကိုအတိုင်းအတာတစ်ခုထိသာဖြောင်းနိုင်ပါတယ်။မှုခင်းသိပ္ပံနည်းအရာလူမီနော်လိုဓာတုပစ္စည်းနဲ့စစ်ဆေးရင်အလွယ်တကူပြန်ပေါ်နိုင်ပါတယ်။ဟိုတယ်ဝန်ထမ်းတွေမရိပ်မိအောင်ခန့်ကျော်စင်နဲ့သူ့ကောင်မလေးနှစ်ယောက်ထဲကဒီလောက်များတဲ့သွေးတွေကိုဘလို့များတန့်စင်အောင်လုပ်နိုင်ခဲ့လဲဆိုတာတွေးစရာပါ။ဒါဟာသူတို့နှစ်ဦးရဲ့တန့်ရှင်းရေးကျွမ်းကျင်မှုကြောင့်လား။ဒါမှမဟုတ်သူတို့ကိုကူညီတဲ့အဖွဲ့တစ်ခုကအခန်းကိုဝင်ပြီးအစိမ့်မြင့်တန့်ရှင်းရေးလုပ်သွားတာများလား။ဒါပေမဲ့လည်းအဲ့ဒီလိုတန့်ရှင်းရေးလုပ်ဖို့ဆိုတာဟိုတယ်ဝန်ထမ်းတွေလုံခြုံရေးတွေရဲ့မျက်စိရှိမှလည်းလုပ်ရမှာဆိုတော့ဟိုတယ်ကပါဝင်ပတ်သက်နေကြတာလားဆိုပြီးလဲလူထုကတန်တရားတွေဖြစ်နေကြပါတယ်။ဟိုတယ်ရဲ့လုံခြုံရေးဒါမှမဟုတ်တန့်ရှင်းရေးဝန်ထမ်းတွေကတအူးဟာဒီကိုင်းနဲ့ပူအောင်ပြီးအခန်းကိုအပြင်ကလူတွေနဲ့ဟိုတယ်ကတခြားဝန်ထမ်းတွေမလာအောင်အကာအကွယ်ပေးထားတာမျိုး CCTV မှတ်တမ်းများကိုဖျက်ဆီးဖို့တာဝန်ယူထားနိုင်ပါတယ်။နောက်ပြီးတော့တရားခံရဲ့ထွက်ဆိုချက်နဲ့ရုပ်ပိုင်းဆိုင်ရာတပ်တွေကြားမှာထင်ရှားတဲ့ကွာဟချက်တွေကလည်းရှိနေပါတယ်။ပထမအချက်ကတိတ်ဆုံးပုံပါတိတ်ဆုံးလူရဲ့ရုပ်အလောင်းကိုကြည့်ရှုစစ်ဆေးချက်အရာနှာခမ်းပြာနှမ်းနေခြင်းဟာသွေးဖက်လွန်လို့တိတ်ဆုံးတာထက်လေဘိန်းညစ်ခံရပြီးအသက်ရှူလမ်းကြောင်းပိတ်ဆို့မှုကြောင့်တိတ်ဆုံးတာကိုညွှန်ပြနေပါတယ်။အောင်ခန့်ကျော်စင်ဟာလေဘိန်းညစ်ပြီးဓာတ်နဲ့ထိုးရလို့ထွက်ဆိုခဲ့ပေမဲ့သူကိုယ်တိုင်ကသူ့ကိုပြန်ခုခံမှာကိုကြောက်လို့အားနည်းတဲ့သူကိုရွေးခဲ့တယ်လို့ဝန်ခံထားပါတယ်။ကြောက်တဲ့သူတို့အနေနဲ့ရုံးကန်နေတဲ့အရွယ်ရောက်အမျိုးသမီးကိုတယောက်တည်းထိန်းချုပ်ပြီးလှုပ်ကြံမှုဆိုတာဟာလက်တွေ့ရုပ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်အရာမဖြစ်နိုင်ပါဘူး။အရေးပေါ်အခြေအနေမှာလူသားတွေရဲ့ပင်ကိုယ်ဗီဇကပြင်းထန်စွာရုန်းကန်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ဖြစ်နိုင်ခြင်းအများဆုံးဇလန်းကမေဆေးသုံးပြီးထိန်းချုပ်တက်ဖြတ်မှုပါပဲ။တားကောင်ကိုဆေးဝါးသုံးပြီးမြင်မျောသွားစေကမှလေဘင်းညစ်တက်ခြင်းဟာတရားခံအတွက်အနေရကင်းပြီးအတန်မထွက်ပဲအလောင်းကိုကင်တွယ်ဖို့အကောင်းဆုံးနည်းလမ်းပါ။ဒီလိုဆေးဝါးသုံးနိုင်မှုဆိုရင်တရားခံဟာဆေးဝါးကျွမ်းကျင်သူများဒါမှမဟုတ်ဂိုင်းရဖွဲ့စည်းတွေနဲ့ဆက်ဆက်နေသူများရဲ့အကူအညီရယူထားပုံရပါတယ်။ဒီလိုမှသာသွေးမထွက်ပဲခန္ဓာကိုယ်ကိုစနစ်တကျခွဲစိတ်ဖို့အတွက်အခြေအနေဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ဒီအမှုကကျွန်တော်တို့ကိုပိုပြီးစိုးရိမ်ပူပန်စေတဲ့နောက်ဆုံးအချက်ကတော့နိုင်ငံတကာကိုရင်းအင်္ဂါမှောင်ခိုကိုင်းဆက်နွယ်မှုပါ။အဆိုတော့ဘယ်လာရုစ်အမှုမှာလိုပဲမြန်မာနိုင်ငံသားတွေပါဝင်တဲ့ခိုင်းတွေဟာအိမ်နီးချင်းနိုင်ငံတွေမှာတော့လှုပ်ရှားနေတာကိုတွေ့ရပါတယ်။ရန်ကုန်မြို့ကြီးမှာစစ်ဘေးရှောင်တွေပြည်ရင်းရှိပြောင်းသူတွေနဲ့ရှုပ်ထွေးနေချိန်မှာလူပြောင်းမှုတွေဟာအလွယ်တကူဖုံးကွယ်နိုင်တဲ့အခြေအနေဖြစ်နေပါတယ်။အောင်ခန့်ကျော်စင်ဟာသူ့ကိုယ်သူညံကြီးရှင်လို့သတ်မှတ်ထားတယ်လို့သိရပါတယ်။ဒါပေမဲ့ဒီလိုညံကြီးရှင်တဦးဟာပြစ်မှုကျူးလွန်ပြီးတဲ့နောက်သူ့ရဲ့လွတ်မြောက်ရေးအတွက်အရေးကြီးဆုံးဖြစ်တဲ့ဖမ်းဆီးခံရနိုင်ခြေကိုရှော့ချမဲ့ဓာတ်ပုံမှတ်တမ်းအတုလောက်ကိုတော့ဘာလို့မဖန်တီးထားခဲ့တာလဲ
ဒီလိုခေတ်မှာနာမည်အတုနဲ့ဓာတ်ပုံအတုဖန်တီးဖို့ဆိုတာ AI နည်းပညာနဲ့အလွယ်တကူလုပ်နိုင်ပါတယ်။ဒီအချက်ကတရားခံဟာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လွတ်လပ်စွာလှုပ်ဆောင်ခဲ့တာမဟုတ်ဘူးဆိုတဲ့တန်တရားကိုပိုပြီးအားကောင်းလာစေပါတယ်။သူဟာခိုင်းတစ်ခုရဲ့စမ်းသပ်ခံကရိယာအဖြစ်သုံးချခံရတာဖြစ်နိုင်ပါတယ်။ခိုင်းတွေဟာအင်္ဂါထုတ်ယူဖို့အတွက်ငယ်ရွယ်ပြီးစိတ်ပိုင်းဆိုင်ရာချိုးရင်းချက်ဒါမှမဟုတ်အထီးကျန်ဆန်မှုရှိတဲ့သူတွေကိုစီးရုံးလေးရှိပါတယ်။ဒီလူငယ်တွေကကိုယ့်ကိုယ်အထူးလူလို့ထင်ပြီးခိုင်းရဲ့အမိန့်ကိုလိုက်နာကြပါတယ်။ခိုင်းရဲ့အတွက်ကိုရင်းအင်္ဂါရရှိပြီးရတဲ့ဒီလူငယ်တွေဟာခိုင်းအတွက်လိုအပ်တဲ့သူမဟုတ်တော့ပါဘူး။ကိုရင်းအင်္ဂါထုတ်ယူဖို့လိုအပ်တဲ့နည်းစနစ်တွေကိုသင်ပေးပေမဲ့သူ့ရဲ့လုံခြုံရေးအတွက်အရေးပါတဲ့နောက်ဆုံးအဆင့်ကိုခိုင်းကတမင်တကာဖန်တီးမပေးခဲ့တာဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ခိုင်းအတွက်လျှို့ဝှက်ချက်တွေကိုအောင်ခန့်ကျော်စင်စီကနေရယူပြီးတဲ့နောက်သူ့ကိုအလွယ်တကူပြစ်မှတ်ထားဖမ်းဆီးခံရအောင်လုပ်ခဲ့ခြင်းဖြစ်နိုင်ပါတယ်။အလားကိုပိုင်းခတ်ပြီးလျှို့ဝှက်စွာစွန့်ပစ်ပုံမှာတော့ရာဇဝတ်မှုဆိုင်ရာမဟာဗျူဟာပါဝင်နေပါတယ်။ခန္ဓာကိုယ်ကိုညီညာစွာခွဲစိတ်ခဲ့ပေမဲ့တမင်တကာပုံပြအောင်စွန့်ပစ်ခြင်းဟာကိုရင်းအင်္ဂါထုတ်တာကိုဖုံးကွယ်ဖို့ဖြစ်နိုင်ပါတယ်။အများပြည်သူနဲ့မီဒီယာရဲ့အာရုံကိုရက်စက်မှုနဲ့ပုံပြပန်းချက်ဖြစ်မှုအပေါ်ကိုပိုကျရောက်စေခဲ့ပြီးကိုရင်းအင်္ဂါထုတ်ယူထားခြင်းဆိုတဲ့အဓိကအချက်ကိုအရေးမပါသလိုဖြစ်သွားအောင်လှုံ့ဆော်တာဖြစ်နိုင်ပါတယ်။ဒါဟာမှုခင်းသိပ္ပံကိုတံပြန်တဲ့လှုံ့ဆော်ချက်ပါ။ရိုးရိုးစိတ်တစလူတော်သမားဟာဒီလိုရှုပ်ထွေးတဲ့မဟာဗျူဟာကိုစဉ်းစားနိုင်ဖို့ခက်ခဲပါတယ်။ဒီအမှုကနေအမျက်အစွန်းဘလောက်ရနိုင်တယ်လဲဆိုတဲ့အချက်ကိုလည်းလေ့လာကြည့်ကြရအောင်။နိုင်ငံတကာမှန်ကိုဈေးကွက်မှာကြောက်ကတစ်လုံးရဲ့တန်ဖိုးဟာအမေရိကန်ဒေါ်လာ3သိန်းထိရှိနိုင်ပါတယ်။မြန်မာငွေနဲ့ဆိုရင်3,400ကျော်လောက်ရှိနေပြီးတခြားအင်္ဂါစိတ်ပိုင်းညာထည့်ပေါင်းလိုက်ရင်ဒီလူတက်မှုဟာမှောင်ခိုသမားတွေအတွက်တန်ဖိုးရှိတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်နေပါတယ်။ကိုရင်းအင်္ဂါထုတ်ယူမှုဟာအမှန်တကယ်ဖြစ်ခဲ့မယ်ဆိုရင်ထုတ်ယူပြီးတဲ့အင်္ဂါတွေရဲ့နောက်ဆုံးနေရာကဒီမြန်မာနိုင်ငံထဲမှာမဟုတ်တာတော့သိကြပါတယ်။ထုတ်ယူပြီးသားကြောက်ကအသေးလိုအင်္ဂါတွေဟာနိုင်အနှဲငယ်အတွင်းအစားထိုးပူးသားဖို့လိုအပ်ပါတယ်။ဒါကြောင့်တည်ယူပို့ဆောင်ရေးစနစ်ဟာလုံခြုံမှုရှိဖို့လိုသလိုမြန်ဖို့လည်းလိုအပ်ပါတယ်။မြန်မာနိုင်ငံရဲ့အခြေအနေအရလေကြောင်းလိုင်းများကိုပုံမှန်အသုံးပြုဖို့ခက်ခဲပါတယ်။ဒါကြောင့်နေဆက်ဖြတ်ကျော်ရင်တွေဒါမှမဟုတ်မြစ်ချောင်းတွေကနေတဆင့်အိမ်နီးချင်းနိုင်ငံတွေရဲ့လျှို့ဝှက်ခွဲစိတ်ခန်းတွေစီကိုတည်ယူတာဖြစ်နိုင်ပါတယ်။ကျမပြောခဲ့သလိုပဲကိုရင်းအင်္ဂါမှောင်ခိုဈေးကွက်ဟာဒေါ်လာဘီလီယံနဲ့ချီတန်ကြေးရှိပါတယ်။ဒီလိုကြီးမားတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်ပတ်ဖို့အတွက်ငွေကြေးခဝါချမှုစနစ်ဟာစနစ်တကျရှိရပါမယ်။တရားခံအောင်ခန့်ကျော်စင်ဟာသူ့ရဲ့ငွေကြေးရရှိမှုအရင်းအမြစ်ကိုရှင်းရှင်းလင်းလင်းထုတ်ဖော်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါဟာခိုင်းစေသူတွေကသူ့ကိုအကျိုးအမြတ်အနှဲငယ်သာပေးပြီးတကယ်ငွေကြေးလမ်းကြောင်းကိုဖုံးကွယ်ထားတာဖြစ်နိုင်ပါတယ်။ခိုင်းဟာနိုင်ငံတကာ cryptocurrency ဒါမှမဟုတ်ရှုပ်ထွေးတဲ့ဘဏ်ငွေလွှဲစနစ်များကိုသုံးပြီးလှုပ်ရှားနိုင်ပါတယ်။32လမ်းလူတက်မှုဟာရန်ကုန်ရဲ့အမောင်ဘက်ခြမ်းကိုဖော်ထုတ်တဲ့တဲလွန်စားတစ်ခုသာဖြစ်ပါတယ်။တရားဝင်ထုတ်ပြန်ချက်တွေနဲ့ကွာလန်းနေတဲ့မှုခင်းဆိုင်ရာအချက်လက်တွေကဒီအမှုဟာတဦးရဲ့စိတ်တစလူသက်သမားရဲ့လက်ရတသက်မဟုတ်ဘူးဆိုတာကိုညွှန်ပြနေပါတယ်။ဒါဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်ကွန်ရက်တစ်ခုကမြန်မာနိုင်ငံရဲ့ပြည်ပခါနဲ့စီးပွားရေးအားနည်းချက်ကိုအခွင့်ကောင်းယူပြီးလှုပ်ဆောင်သွားတဲ့အဆင့်မြင့်စီမံကိန်းတစ်ခုရဲ့တပ်သေးခံဖြစ်ပါတယ်။တရားခံရဲ့ထွက်ဆိုချက်ကဒီကိစ္စရဲ့အပေါ်ယံသာဖြစ်နေနိုင်ပါတယ်။အမှန်တရားကိုဖော်ထုတ်ဖို့ဆိုရင်ရက်တက်ခွဲမှုခင်းဆရာဝန်နဲ့နိုင်ငံတကာအဖွဲ့အစည်းများရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့စုံစမ်းမှုတွေလိုအပ်နေပါသေးတယ်။မြန်မာပြည်သူတွေအနေနဲ့ဒီအမှုရဲ့အပြည့်အစုံကိုသိပိုင်ခွင့်ရှိပါတယ်။ကျမတို့အနေနဲ့လည်းမြန်မာနိုင်ငံရဲ့မျိုးပြတွေမှာလှုပ်ရှားနေတဲ့ဒီလိုကိုရင်းအင်္ဂါမှောင်ခိုကွန်ရက်တွေရဲ့လှုပ်ရှားမှုတွေကိုဆက်လက်စောင့်ကြည့်နေဖို့လိုအပ်ပါတယ်။